ဒီကောင်တမမိကြသေးရလားဗျာဒီချဲဒီ quaternion equation ထုတ်တာမမိကြသေးရလားမပြီးသေးဘူးဗျဒီဆိုအဲ့ဒါပြန်ပြီးသလောက်လေးမှတ်မိလားလို့ပြောအမိတယ်ဗျ ဟုတ်ကဲ့အဲကျနည်းနည်းလေးပြန်ပြီးတော့အစလေးပြန်ပြီးတော့လာနော်အကျဒီ section A ကနေဒီဘက် section A ကနေပြီးတော့ section B ကိုငွေရည်စီစဉ်တဲ့အခါမှာကျတို့ formula ထွက်ပေါ်ပုံနောက်တစ်နေ့ကကျတို့ဒီ data x1 is equal to v1 data ဒီဘယ်လိုရလာလဲပြောပါဦးဘယ်ကနေစပြီးတော့ကျတို့တွက်လိုက်တာလဲဘယ်ကနေတွက်လိုက်တာလဲဗျာဒီချဲဒီ equation ကိုကျတို့အစဘယ်ကနေတွက်ခဲ့လိုက်တာလဲဘယ်လိုစဉ်းစားတွက်ခဲ့ရလဲသူက v equal find နဲ့တွက်ခဲ့တာဗျကျတို့က grade 10မှာကလေးကသင်ခဲ့တဲ့ v is equal to s by t ရညာနေ s ကိုသာလိုချင်နေဆိုရင်ဘာဖြစ်သွားလဲအကိုလိုချင်း v နဲ့ d နဲ့မြှောက်လိုက်တာဗျအဲ့ဒါ vt အဲ့ဒီမှာကြတော့ကျတို့ကဒီ s နေရာမှာ distance နေရာမှာဘာကိုသုံးတာလဲ data 8ဆိုပြီးမှသုံးလိုက်တာဗျdata x ဆိုပြီးတော့သုံးလိုက်တယ်ဒါကြောင့်မလို့ကျတို့က s is equal to VDA ရ S နေရာမှာကျတော့ဘာဝင်လိုက်လဲဆိုရင် data x ဝင်ပေါ့နော်ကျဒီမှာ portion ကနှစ်ပိုင်းရှိတာဒီမှာ section A ရှိမယ်1ရှိမယ်ဒီဘက်မှာ2ရှိမယ်ဒါကြောင့်မို့လို့ဒီ section A ဘက်မှာဖြစ်တဲ့အတွက်တနည်းအားဖြင့် part 1ဘက်မှာဖြစ်တဲ့အတွက် data x1 S ဒီလဲ distance ပဲဒီနေရာမှာ x ကလည်းအကွာအဝေးဖြစ်တဲ့အတွက်ကျတော့ x နဲ့ s နဲ့တူတယ်လို့ယူဆလိုက်တာဒါဆိုရင်ကျွန်တော်ဒီဘက်မှာလဲ v1 is equal to data t ဆိုပြီးတော့ဒီဆက်သွယ်ချက်ကနေလာဟုတ်ရလားဟုတ်ကဲ့ဗျဟိုတနေ့ကဒီချက်တောက်တခါပြောပြီးပြီအဲ့တော့ဒီ equation မှာသူဒီပိုက်တစ်ခုထဲမှာဖြတ်ပြီးတော့စီစဉ်နေတာဖြစ်တဲ့အတွက်သူ့ရဲ့ mass တွေကလည်းတူတယ်လို့ဒီမှာပြောမထားဘူးလားပြောတယ်ဗျပြောတယ်ဒီကနေပြီးတော့ကျွန်တော်ဘာလို့တူတာလဲဆိုတော့ကျွန်တော်တွက်ကြမယ်ဒီမှာ M1 နဲ့ M2 နဲ့တူတယ်mass ကိုလိုချင်ကျွန်တော်ဒီဘယ်ဆက်တဲ့ချက်ကနေလာမှာလဲဆိုရင် rho equal m i v ဗျ rho is equal to m i v density ကိုလိုချင် mass ကိုဒီ volume နဲ့စာဒီကနေ mass ကိုလိုချင်တယ်ဆိုဘာဖြစ်သွားမလဲ rho v ဖြစ်သွားမှာဗျ rho v ဖြစ်သွားမှာဒါကြောင့်မလို့ကျွန် mass 1နေရာမှာ mass ဒီ rho v နဲ့ညီတာဖြစ်တဲ့အတွက် section A ဘက်ကမို့လို့ကျွန်ဒီ M1 နေရာမှာ rho 1 v1 လို့ထည့်လိုက်မယ်ဟုတ်လားဟုတ်ကဲ့ဗျrho v1 ပေါ့ဟိုဘက်မှာလည်းပဲ mass 2အတွက်ကလည်း rho v2 ပေါ့ကျွန်တော်ဒီမှာ rho တွေချင်းခြေလိုက်ဒါဆိုရင်ကျွန်တော် v1 နဲ့ဘာနဲ့ညီသွားလဲ v2 နဲ့ညီသွားဒီတီကိုတင်လိုက်ကျွန်တော်ဒီလိုတွက်ခဲ့တာဟုတ်ရဲ့လားဟုတ်ကဲ့ဗျဒီတီမမိရဲ့နော်မမိတယ်ဗျဒါဆိုရင်ဒီဆက်ကြည့်ဒီမှာသူက rho 1 a1 v1 is equal to rho 2 a2 v2 ကျွန်တော်စောတွက်ခဲ့တာv1 နဲ့ v2 နဲ့ဒီဘက်က v1 နဲ့ section A ဘက်မှာရှိတဲ့ v1 နဲ့ဒီဘက်က v2 နဲ့ကလည်းကျွန်တော်ညီရဆိုတော့ကျွန်တော် volume ကိုလိုချင်ရင်ဘယ်လိုတွက်ခဲ့တာလဲဒီဘက်မှာ v equal ah နဲ့တွက်လို့ရဗျv is equal to ah
အစားက length ရယ် width ရယ် height ရယ်ဟုတ်ရလား ဟုတ်ကဲ့ဗျ အဲဒီမှာ length နဲ့ width နဲ့မြောက်လိုက်ရင်ဘာရလဲအလျားနဲ့အနည်းနဲ့မြောက်ရင်ဘာရလဲ အေးရဗျ A ရထို့ကြောင့် V is equal to AH ဒီလိုသွားတာဟုတ်လားဒီကနေတစ်ဆင့်ဒီလိုသွားတာဒီတိရမ ဟုတ် လား ကဲ့ဗျ ဒီတိရမလားဒီတိကလေးတို့နားလည်လား နားလေဗျ နားလည်ဒါဆိုလို့ရှိရင်ကျတို့ဒီ V is equal to ချက်တစ်ဆင့်ချင်းသွားပြီးပါမယ်ရှေ့ရဟာလေးတွေမေ့နေမှာဆိုလို့ဒီနှစ်ခုမြောက်ရင်ကျတို့က A ရ area ဆိုတဲ့အတွက် V is equal to ကျတော့ AH ဒီနေရာမှာဒီပုံစဉ်းစားကြည့်အောင်ကျတို့ဒီအမြင့်ကိုဒီမှာဘာလို့သုံးထားလဲအမြင့်ကိုဘာလို့သုံးထားလဲဒီမှာ တာအိတ်ဗျ AH လို့သုံးတာဒီနေရာမှာကျတော့အစားသွင်းလိုက်မယ်ဒီမှာသူကပြောတာ V1 နဲ့ V2 နဲ့ညီရဲဆိုတော့အဲ့ကောင်ကိုချက်ပြင်ရေးလိုက်ပါမယ်ဒါ V1 is equal to V2 ဒါဆိုရင်ဒီ V ဒီ AH နဲ့ညီရအတွက်ဖြစ်တဲ့အတွက်V1 နေရာမှာကျွန်တော် A1 တခါတည်းသစားသွင်းလိုက်တော့မယ် H နေရာမှာဘာစားသွင်းလိုက်မလဲ အေးအိတ် ဟုတ်တယ်လေဒီ H နေရာမှာပြောတာဒီပုံရဘာသွင်းလိုက်တော့မလဲ တာအိတ်1ဆိုပြီးမှသွင်းလိုက်ပါဗျ ဒါက H1 ဆိုပြီးသွင်းမယ်တဲ့သူတွေနားလဲလားV2 မှာလည်း V2 ဘက်မှာလည်းကျွန်တော် A2 data H2 ဟုတ်လား ဟုတ်ကဲ့ဗျ ဒီတိရမယ်ဒီအစီတစ်ဖက်တော့ တွေ့တတ်ပြီဗျ ပြီးပြီလားဒါဆိုရင်ဒီ equation နေရာမှာကျဘာထည့်လို့ရလဲဒီ equation ထဲမှာဘယ်နဲ့ဘာထည့်လို့ရလဲ ဘယ်နောက်ပြောရလဲဗျဒီချက်ဒီချက်ဗျ ရေးတာ ဘယ်နာလေးကိုပြောရလဲမသိဘူးဗျဒီချက် အဲ့တော့ဒီ V1 နေရာမှာ A1 data H1 ထည့်လိုက်တယ် V2 နေရာမှာဘာထည့်လိုက်လဲဆိုရင်A2 သူ့နေရာမှာကျတော့ဒီလိုလေးထည့်လိုက်တာဟုတ်လား ဟုတ်ကဲ့ဗျ ဒီလိုလေးထည့်လိုက်တော့ကျတော့ရှေ့မှာဘာလဲ V is equal to S by T နဲ့ရှာတဲ့နေရာမှာနောက်ဆုံးဘာလေးထွက်ခဲ့လေကြည့် data အိတ်နေရာမှာ V1 data တီထဲလို့ရတယ်ဗျ ဒီ V1 နေရာမှာကျတော့ဘာထည့်မလဲဘယ်နေရာမှာဘာထည့်မှာလဲ data အိတ်1နေရာမှာ V1 data တီထဲမှာဗျ ကျန်တဲ့လူတွေကြည့်ကြလား ဟုတ်ကဲ့ဗျ ကျတော့ရှေ့မှာတော့ရှာခဲ့တယ်လေ
ဒီနေရာမှာ S is equal to ကျ VD လို့ဖြစ်သွားတာမလားအဲ့ဒီ S ဒီ data H ဟုတ်တ ဖြစ် ယ်ဗျ တဲ့အတွက် data H1 is equal to V1 T1 လို့ကျတော့ဒီလိုရခဲ့တာအဲ့ဒါနေပြီးဒီ data H1 နေရာမှာဗာလေးထည့်လိုက်တော့မလဲ V1 data T1 ဗျ ဟိုဘက်မှာရော V2 data T2 ဆိုပြီးဖြစ်သွားမှာဗျ အဲ့ကျတော့ဟိုဘက် T တွေခြေလို့မရဘူးလား ရတယ်ဗျ ဒါဆိုရင်ကျတော့သူပြောတာဒါရမသွားဘူးလား ရတယ်ဗျ continuous equation ဒီလိုထွက်လာအဲ့မှာတွက်ကြက်စရာမလိုဘူးဒါလေးမှတ်မိရမလားမှတ်မိအောင်တခြား step by step တွက်ပေးထားတာဖြစ်တဲ့အတွက်အဲ့လိုစဉ်းစားမှာ မှတ်မိတယ်ဗျ ဒီနေရာမှာတစ်ချက်တစ်ခုဖြစ်ဆွတ်ပြီးပြောလိုက်ပါမယ်တားလို့သမီးတို့စာအုပ်ထဲမှာမပါဘူးလားမပါဘူးလို့ထင်တယ်ကျ flow rate ကိုရှာခိုင်းနေဆိုရင် volume flow rate ပေါ့နော်ဒါလေးတခြားလေးမှတ်ခဲ့ပါvolume flow rate ပေါ့ volume flow rate ကိုလိုချင်ကျတော့ဒီ volume ကို T ဒီ time taken နဲ့စာသူဒီတနည်းအားဖြင့်ကျတော့ AV ရမလား ရတယ်ဗျ ဒီကနေ့ AV A ရှာ V ရှာဟိုဘက်ဒီဘက်ရှိတွက်လိုက်ရုံပဲဒါလေးမှတ်ထားပြီနောက်ပေါက်စာလေးကြာ volume flow rate ရှာပါဆိုဒါလေးနဲ့ချိန်ပြီးရှာ ဟုတ်ကဲ့ဗျ ဒါဆိုချက်ဖြတ်လို့ရပြီလား ရပြီဗျ ဗျာဗျာ ဒါကြောင့်မလို့ ဒီ this ချက်ဗျ expression called the equation of continuity ဒီဖော်ပြချက်ကိုကျတော့ဒီ equation ကို continuity equation လို့ခေါ်ပါတယ်တဲ့အေးသား volume flow rate ဆိုတာမြန်မာလိုကျတော့ဘယ်လိုမျိုးပြောချင်တာလဲဗျဒီချက် ဒီအရေးတည်းဒုတဲ့စီးတဲ့နှုံပေါ့အချိန် interval ဟုတ် time ကဲ့ interval တစ်ခုမှာသူတို့ဒုတဲ့ဘယ်လောက် season လဲအဲ့လိုရှာခိုင်းတယ် ဟုတ်ကဲ့ဗျ ဒါလေးကိုချက်တယောက်ဖတ်ပြ ဟုတ်ကဲ့ဒီရှင်